ဒါကတော့နှစ်ပေါင်းများစွာအတွင်း Premier League မှာကြုံဖူးသမျှအဝမ်းနည်းဆုံးနေ့တွေကတနေ့ပဲလို့ပြောရမှာပေါ့။အဲ့ဒီထဲမှာမှ Manchester City မှာအနာကျင်ရဆုံးပါပဲ။ကလပ်အသင်းကခံဝင်ကစားသမားအစစ်မှန်3ယောက်ဖြစ်တဲ့ Pep Guardiola, John Stones နဲ့ Bernardo Silva တို့ကိုနှုတ်ဆက်လိုက်ရတာလေ။ဒီ3ယောက်စလုံး City ဂျာစီကိုဝတ်ဆင်ပြီးကစားခဲ့တဲ့နောက်ဆုံးပွဲစဉ်ပဲဖြစ်ခဲ့တာပေါ့။မမေ့နိုင်စရာခေတ်ကြီးတစ်ခုကုံဆုံးသွားပြီးနောက်သူတို့တယောက်ချင်းစီမျက်ခင်းပြင်ကနေမျက်ရည်တွေနဲ့ထွက်ခွာသွားခဲ့ရတာပါ။ Guardiola ကတော့စေစုနှစ်တစ်ခုကြောင်ကလပ်ရဲ့သမိုင်းကြောင်းကိုလုံးဝပြောင်းလဲပစ်ခဲ့ပြီးနောက်အသင်းကနေထွက်ခွာသွားတာပါ။ဒါပေမဲ့သူ့ရဲ့ခရီးစဉ်ကိုနောက်ဆုံး Premier League ဒါမှမဟုတ် Champions League ဖလားတစ်လုံးနဲ့အဆုံးသတ်နိုင်ခဲ့တာတော့မရှိခဲ့ပါဘူးနော်။လီဗာပူးမှာလည်းမျက်ရည်တွေကျခဲ့ကြရတယ်။မိုဟာမက်ဆာလာကလည်း Anfield မှာသူ့ရဲ့နောက်ဆုံးပွဲကိုကစားခဲ့ပြီးပရိသတ်တွေကိုဂိုးဖန်တီးမှုတစ်ခုနဲ့နှုတ်ဆက်သွားခဲ့တာပါ။ဒါကစုစုပေါင်း93ကြိမ်မြောက်ဂိုးဖန်တီးမှုနဲ့ကလပ်သမိုင်းတစ်လျှောက်ဂိုးဖန်တီးမှုအများဆုံးကစားသမားဖြစ်လာခဲ့တာပဲ။သူလည်းရောဘတ်ဆန်နဲ့အတူမျက်ရည်တွေနဲ့မျက်ခင်းပြင်ကနေထွက်ခွာသွားခဲ့တာပေါ့။ရောဘတ်ဆန်ကလည်း Anfield မှာသူ့ရဲ့နောက်ဆုံးညကိုကြုံတွေ့ခဲ့ရတာပဲလေ။ဒါကတော့ခေတ်တစ်ခေတ်ကိုတတ်မှတ်ပြီးခဲ့တဲ့မမိနိုင်စရာကစားသမားဘဝနှစ်ခုပဲလို့ဆိုရမှာပေါ့။ဒီလိုဂန်တဝင်တွေနှုတ်ဆက်နေကြချိန်မှာပဲတခြားကလပ်အသင်းတွေကြတော့အပြင်းထန်ဆုံးအဆုံးသတ်နဲ့ရင်ဆိုင်ခဲ့ရတာပါ။ West Ham, Burnley, Wolves တို့ကတော့ Premier League မှာဆက်လက်ရပ်တည်နိုင်ဖို့မအောင်မြင်ခဲ့တဲ့အတွက်တရားဝင်တန်းဆင်းသွားခဲ့ရပါပြီ။အင်္ဂလိပ်ဘောလုံးလောကအတွက်တစ်ခုတည်းသောသတင်းကောင်းကတော့တော်တန်ဟန်ကတော့အံ့ဖွင့်နေနဲ့ရပ်တည်နိုင်ခဲ့တာပါပဲ။နာမည်ကြီး Big Six အသင်းတွေထဲကတစ်သင်းကတော့အနည်းဆုံးနောက်ထပ်100တီလောက်တော့ထိပ်တန်းလိမှာဆက်ရှိနေအောင်ပါနော်။